နော်တကယ်ကြည့်ပါခင်ဗျာနော်ဒီမှာကြည့်လိုက်နော်ဒီမှာ990ရှိရေသူ့ရဲ့ဘေးမှာစီနီယာကနေ3998ဖြစ်တယ်သူ့ဒီကောင်ရဲ့ channel လေးမှာတနေ့ချောင်းတော့ကြပြီးလို့ရှိရင်ဒီမှာ434အဲ့ကနေအထက်ကပြန်ကနေ654အလဲထောင်းလို့344ဆိုတဲ့ကနေဒီအောက်တော့ကြဖြစ်ပါခင်ဗျာနော်ဒီကြည့်ရနော်ဒီမှာ990ပုံတူနော်990ဘေးက989ဖြစ်တယ်စီနီယာဖြစ်လို့သူ့ရဲ့တင်းတင်းတုံဒီဘက်ကိုသွားကြပြီး989စီနီယာကနေသွားကြပြီးရတယ်654အထောင်ရ646 664လို့ဟဲ့ကိုပဲကြာမှာနော်664 okay အဲ့ဒါပဲကြည့်နောက်တစ်ခါကျွန်တော်ပြမယ်နှစ်ကြိမ်မှာ3ညနှလုံးဖြစ်လိုက်လို့နော်အဲ့ကောင်ပြန်ကြရင်ပြန်ကြမယ်အချိန်ကြီးရိတ်လေးရနော်400ရွာလေးတော့ထောက်ပြီးတော့300လို့ကြာရကြနော်3ညနှလုံးနောက်ကိုကြာပြန်နေ88 3ဆိုတော့6လို့ကြာရင်တွေ့ရကကြည့်နော်နှစ်ကြိမ်မှာ3ညနှလုံးကြာရင်ဒီကောင်300ပူကြာရင်ပြန်ကြမယ်ကောင်ကြာပြန်ပြိတ်လေးရနော်ခွာလေး300လေးနော်ခွာလေးလို့ကြည့်ပြန်နေ3ညနောက်ပူပြီးရှေ့ပူပြန်နေတဲ့4နဲ့4ဆိုတော့10လို့ဖြစ်ရနော်917လို့ကြာကြည့်နော်ဒီမှာနှစ်ကြိမ်မှာ900 300နှလုံးကြာရင်ဒီမှာကြောင့်ပြိတ်လေးနော်989ပြိတ်လေး300လေးလို့ထောက်တာခွာလေးပြီးဒီညမှာ300နှလုံးကြာမယ်ရာပြည့်ရှိရပြန်နော်အဲ့ကြတော့ရာပြည့်300ခွာပြန်နေ4ခွန်3ညမှာ1ဖြစ်မှာဆိုတော့3ညထွားရင်နော်900 200စိုက်ရပြန်အဲ့လိုထိုးရရတယ်နော်အဲ့ကြတော့ကျွန်တော်နောက်ပြန်မယ်ဟုတ်ကြည့်ပါဆက်ပြီနော်ဒီမှာ900ခွန်ရှိရတင်းတင်းနဲ့နှခါရှိရ900ခွန်နော်ဒီမှာနှခါရှိရတော့အဲ့900ခွန်ပြန်ကြတာနော်900ခွန်ရဲ့ဇောင်းဟာစီနီယာဖြစ်တဲ့16ခွန်စီနီယာကနန်းလေးဟာ9ခုနှစ်ကိုသွားကြရဲကြမဲ့6နှစ်6ရဲ့ဇောင်းသွားကြပြီနော်ဒုရက်ကကြည့်တယ်နော်ဒီမှာကျွန်တော်အော်ပါနော်309ခွန်ဇောင်းမှာခွန်ကြီး9စီနီယာဖြစ်လိုက်လို့9ခုနှစ်ကိုသွားကြပြီကြမဲ့အချိန်66နှစ်ရဲ့ဇောင်းသွားကြပြီကျောင်းနဲ့ဆောင်တော့ကြပြီးဒီနေ့လေးအောက်မှာကြမယ်နှစ်ခွန်နှစ်ခွန်ဘယ်လိုထက်တော့တကွယ်ကောင်းရှိပါလဲနော်အဲ့ကျတော့ဒီအောက်မှာကြမယ်တကွယ်ကောင်းကြမယ်နေရာကိုပြီးရင်တော့ကျွန်တော်မမကြီးဟောဗျာနှစ်ကုန်ထီ3000လူငွေထည့်ပြီးတော့ဝင်ပါခင်ဗျာကျွန်တော်ဖုန်းတယ်ပါနော်ကျွန်တော်ဖုန်းတော့မင်းနော်နော်โอเคကျွန်တော်ရင်ပွဲအောင်သွားတယ်သိရင်နော်ဘောကွယ်သွားတာရင်ဘက်ကနော်ဆရာတို့ကျွန်တော်ကလည်းဆက်ကောင်းနေပါလေလို့နော်စစ်ကုန်နေโอเค